ဇော်ဖုံးဟောင်ဆိုတဲ့ကောင်ကဘလူလူလေးဆိုတာသူကိုယ်တိုင်ပြောတာပါကျွန်တော်ဘာမှပြောပါဘူးကဲကြည့်ကျွန်တော်တစ်လှုပ်စားတာပါကျွန်တော်ကတစ်လှုပ်စားရတဲ့မှာတစ်ကယ်ဒီလှုပ်စားတာတစ်ကယ်ဒီဆိုတာကျွန်တော်ပြောပြမယ်ကျွန်တော်တစ်တပိတ်တာတည်ရင်တစ်ဗရောက်တပိတ်တာဗရောက်နော်ဗရောက်ဆိုတာကျွန်တော်ဒီ line မှာကြီးစုနေတဲ့လူတွေနားလည်အောင်ပြောပြမယ်ဗရောက်ဆိုတာကဗရောက်ပန်းပွင့်တဲ့ဗရောက်မဟုတ်ဘူးနော်သူ့ရွက်ကလေးတွေတေးသေးလေးတွေတောထဲမှာပေါက်တဲ့တစ်တွေနော်အဲ့ဒီတစ်တပိတ်တာကိုကယ်ရီက4300ရတယ်ဗမာငွေ4300နော်ကျွန်တော်မှာကား9စီးရှိတယ်9စီးဆိုတာလင်ခရိုဇာတို့ပရာဒိုတို့နဲ့ကျွန်တော်တစ်တယ်တာနော်ဘာလို့တယ်လဲကျွန်တော်ကမူဆယ်လေပြည်တွင်းပဲတယ်တာပြည်တွင်းကကုန်တယ်ပဲမူဆယ်မှာဆိုဂိုတောင်တွေပွားနေရပဲတစ်ဂိုတောင်တွေဟုတ်လားကျွန်တော်မလုပ်လေသူများတွဲကားတွေစနပိန်းတွေကန်တာတွေနဲ့တည်နေတာအဲ့တော့ကျွန်တော်ရဲ့ကျွမ်းကျင်ရလိမ္မာယာကကယ်ရီသမားကျွန်တော်တစ်တယ်တာတစ်တယ်တော့အဲ့တော့ကျွန်တော်ပြောချင်တာတစ်တယ်တယ်ကျွန်တော်ကြောက်စိမ့်တစ်တယ်မဟုတ်ဘူးကယ်ရီတယ်တယ်ကြောက်စိမ့်မှာတယ်ကြောက်စိမ့်လုံးတွေကယ်ရီတယ်တယ်မူဆယ်ကိုတယ်တာကျွန်တော်ကကျဲကောင်တွေကိုတယ်တာမဟုတ်ဘူးနော်အဲ့တော့သူ့ဘာသူမူဆယ်ရောက်မှဘာလုပ်လို့ကကျွန်တော်လည်းမဆိုင်ဘူးနော်ကျွန်တော်မိသားစုနဲ့ကျွန်တော်ဘဝရက်တည်မှုအတွက်ကျွန်တော်အလုပ်လုပ်ရတာအဲ့တော့ကျွန်တော်ကလင်ခရိုဇာတွေနဲ့အဲ့လို6ပေတွေ3ပေတွေ4ပေတို့တွေကျွန်တော်ကတစ်တယ်တာအဲ့တော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဇော်ဖုံးဝင်းဆိုရင်လူတိုင်းသိတယ်နော်လူတိုင်းသိတယ်အဲ့ဒီကယ်ရီတဲ့ထဲမှာအဲ့တော့ကျွန်တော်ရဲ့ဘဝအရင်တည်းကဘာလဲဆိုတာကိုလူတွေကမသိဘူးကျွန်တော်ကလည်းအရှိတရားနဲ့အမှန်တရားကိုပြောတယ်တိုင်းပြူချစ်တယ်ပြောတာဘာကြောင့်လဲဆိုတော့ကျွန်တော်မသိအခုမှပဲကျွန်တော်သိတယ်သူကစစ်တပ်နဲ့ပေါင်းအာဏာပိုင်နေနဲ့ပေါင်းလက်နက်ကင်ထားတဲ့အဖွဲ့တွေနဲ့ပေါင်းပြီးတော့နိုင်ငံရဲ့ဂျရနာပစ္စည်းတွေကိုခိုးထုတ်စားနေလို့နိုင်ငံကိုချစ်နေတာဆိုရင်မှားလားဟမ်ဇော်ဝိနိုင်ငံကိုချစ်တာနိုင်ငံရဲ့တရားဇာတာတွေကိုခိုးထုတ်နေတဲ့သူမို့လို့ချစ်နေတာတဲ့သူကသူပြောတာကျွန်တော်မပြောဘူးကိုလင်းဘာမှမပြောပါဘူးကိုလင်းပြောတာမှန်လားမှန်လို့ရှိရင်ကွန်မန့်လေးတော့လုပ်လိုက် yes တော့လုပ်လိုက်ကိုလင်းပြောမှားနေတယ်ဆိုလို့ရှိရင် no လာလုပ်လိုက်ဗျာ okay လုပ်လိုက်အောင်